Hello အားလုံးပဲမင်္ဂလာပါအိမ်မွေးမှုတနိုင်တစ်ပိုင်းဒီရစီလုပ်ငန်းလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့တော်ရရနေပြီးတော့ရပါတယ်ဒီပုံရင်းဒီစီလေးနဲ့လောက်ချရောင်းချပေးတာဖြစ်ပါတယ်အကောင်းဆုံးပုံစံဖြစ်အောင်လှုပ်ဆောင်ပေးပါတယ်ဗျာသုံးတဲ့သူတိုင်းကသဘောကျပါတယ်ဟုတ်ကဲ့သုံးတဲ့သူတိုင်းကသဘောကျပါတယ်လူတိုင်းအိမ်တွင်တနိုင်တစ်ပိုင်းဒီပစ္စည်းလုပ်ငန်းလေးကိုလုပ်တတ်အောင်ရိုက်ပြတင်ပြပေးခြင်းဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေရဲ့အိမ်တွင်းမှုလုပ်ငန်းလေးကိုရိုက်တင်ပေးခြင်းဖြစ်ပါတယ်ရန်ကုန်လာလောက်တာဖြစ်ပါတယ်ရန်ကုန်ကနေပြီးတော့လာလောက်တာဖြစ်ပါတယ်10 minutes ကိုတစ်ချောင်းပါဗျာကားလည်းရောက်မနေပါဘူးOkay thank you